အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့ဇန်နဝါရီလ29ရက်နေ့ဖြစ်ပါတယ် People Media ကိုအနေနဲ့ရကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် People Media ကိုကျွန်တော်တို့ချစ်လို့ယုံကြည်လို့လေးစားလို့ပံ့ပိုးပေးနေကြတဲ့မိတ်ဆွေများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော် People Media သတင်းဌာနကိုပံ့ပိုးလို့တဲ့မိတ်ဆွေများအနေနဲ့ KB နံပါတ်39 420 1921ခုကိုပံ့ပိုးပေးနိုင်ပါတယ် KB နံပါတ်ကတော့39 420 1921ခုကိုပံ့ပိုးပေးနိုင်ပါတယ်ကျွန်တော်တို့သတင်းကိုကြည့်ရှုပြီးတော့ဒါကျွန်တော်တို့လုပ်ငန်းအတွက်လူတဲ့နေရာမှာသုံးဖို့အတွက်ပံ့ပိုးပေးနေတဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုလည်းထူးပဲကျေးဇူးတင်ရှိပါတယ်အဲ့တော့ပထမဆုံးသတင်းတော့ပို့စပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်ဒီအပိုင်းပါဗျာခင်ဗျားတို့ကလည်းကျွန်တော်မေးတယ်ဖုန်းတွေဆက်ပြီးတော့လည်းမေးတယ် TikTok ကလည်းမေးတယ် Viber လည်းမေးတယ် Telegram လည်းမေးတယ်ဗျာအမျိုးမျိုးမေးကြတယ်တက်ချုပ်ကြီးလာပကတဲ့ကိုရောက်နေတဲ့အချိန်မှာအကြမ်းမဲ့အုပ်စုတွေကရှော့တိုက်လုံးနဲ့ပြစ်လို့တက်ချုပ်ကြီးထိမှန်သွားတယ်လို့ဒဏ်ရာရသွားတယ်လို့ဟိုဘက်အုပ်စုတွေတောက်လျှောက်ရေးနေကြတယ်ဗျာရေးနေပွက်လို့ရိုက်နေပဲကျွန်တော်လည်းဗျာဟိုရွေးကောက်ပွဲနေကကျွန်တော်လည်းမန်းလေးမှာရှိတယ်ကျွန်တော်အိတ်ခဲ့တာလေလာဘကထဲမှာပဲကျွန်တော်အိတ်ခဲ့တာပဲလာဘကထဲမှာပဲကျွန်တော်အိတ်ခဲ့တယ်ကျွန်တော်မိုးကုတ်ကနေပြန်လာတယ်မိုးကုတ်ကနေလာပြီးတော့ကျွန်တော်အိတ်နှစ်မှာမန်းလေးမှာအိတ်တယ်မန်းလေးမှာအိတ်ပြီးတော့မနက်ပိုင်းမှာကျွန်တော်တို့ဒါပြေးုံးလေးအနီးစကန်ကိုသွားတယ်အဲဒီကနေရဟိုင်းနဲ့တခါကျွန်တော်မိုင်းရုံကိုသွားတယ်အဲဒီကနေပြန်လာတယ်ပြန်လာပြီးတော့ကျွန်တော်တို့လာဘကမှာအိတ်တယ်နောက်နေ့မနက်မှာကျွန်တော်တို့ဇန်နဝါရီလ25ရက်နေ့ရွေးကောက်ပွဲနေ့မှာဒါတက်ချုပ်ကြီးကမဲယုံနေလိုက်စစ်တယ်မဲဆန္ဒရှင်တွေတွေ့တယ်အဲဒီမှာကျွန်တော်တောက်လျှောက်သတင်းယူတယ်ကျွန်တော်တို့ကတက်ချုပ်ကြီးအနီးနားမှာကျွန်တော်တောက်လျှောက်ရှိနေရပဲအဲဒီမှာကျွန်တော် People Media ရဲ့ Telegram တွေ People Media ရဲ့ TikTok တွေမှာကျွန်တော်တောက်လျှောက်တင်နေတာပဲလေကဲခင်ဗျားတို့လည်းတိကျပြန်စဉ်းစားကြည့်ပါလားတချို့ကကျွန်တော်တို့ဒီတက်ချုပ်ကြီးကိုချစ်တဲ့သူတွေပေါ့ကျွန်တော်တို့တက်ချုပ်ကြီးကိုချစ်တဲ့သူတွေကတော့သူတို့မှာတော့ဟိုဟုတ်သလားမဟုတ်သလားပေါ့ဗျာမေးတာပေါ့အဲ့မှာဗျာခင်ဗျားရိုးလေးပဲစဉ်းစားကြည့်လာဘခဝန်တွေကိုပြစ်ခတ်လိုက်ပြီးတော့ထိမှန်တယ်တို့ခင်ဗျအဲ့နန်းတွေရဲ့ area ဘယ်လောက်ကျယ်လဲဘယ်လောက်ကျယ်လဲအခုခင်ဗျထုတ်ပြန်နေတဲ့လူကမဟာမြတ်မှုတွေဖျားတော့ခင်ဗျဖူးဖူးတဲ့လူတွေမျိုးခက်ကြီးတော့ထုတ်ပြန်လိုက်တာတို့သတင်းထုတ်ပြန်တာတို့ပြစ်ခတ်လိုက်တာတို့သူတို့တောက်လျှောက်ရေးတယ်အဲ့မှာသူတို့ရဲ့ထုတ်ပြန်မှုဘယ်လောက်မယိုးသားလဲဆိုတာကျွန်တော်တင်ပြမယ်အဲ့ဒီအောင်မတင်ပြခင်လက်ရှိမှာအကြမ်းဖက်အုပ်စုတွေဘယ်နာလောက်ကိုရောက်နေပြီလဲခင်ဗျတို့မြင်ကြည့်လိုက်ရခိုင်တို့အခြေအနေကအဲ့ဒီအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒီပသိမ်ကြီးနဲ့မရီယာရဲ့ဂျာအနီးကိုရောက်နေတယ်ပြီးရင်ကျွန်တော်တစ်ဖက်ဆိုမင်းကုန်းဘက်ဆိုရင်လည်းပဲကျွန်တော်အဲ့မှာရေးလဲတောင်တွေရှိတယ်အေယာရီမြေအတွင်းထဲကရေးလဲတောင်တွေရှိတယ်ရေးလဲတောင်တွေကနေပြီးတော့ကျွန်တော်တို့30ပေလို့ပေါ့ပဲစသဖြင့်အဲ့ဒီကနေအရင်တော့လက်အဲ့ short right တုံးနေနဲ့ကျွန်တော်မန်လေးတော့ပြစ်တယ်ဘယ်တော့မှမြန်ခင်ဗျလာဘကတဲ့ဝင်တာရှိဘူးလို့လေဗျာလက်ရှိဆိုလည်းလက်ရှိခင်ဗျလက်ရှိဆိုလည်းတက်မတော့ကခင်ဗျအဲ့ဒီ area ပေါ့ကျွန်တော်တို့ဒီပသိမ်ကြီး area နဲ့ရှင်းလိုက်တာမိုးကုတ်ရောက်သွားပြီတစ်ဖက်မှာလည်းအကြမ်းဖက်အုပ်စုတွေကဒီမင်းကုန်း area ပေါ့မင်းကုန်း area မှာရှိနေသေးတယ်ဒါပေမဲ့သူတို့အဲ့လောက်ထိအောင်